တိတ်ဆိတ်ငြိမ်သက်လာတဲ့ကြေးလက်ဒေတာရဲ့ငါးကန်ပေးမှာတော့ရွာသားတွေဟာသူတို့ရဲ့ငါးချင်းတောင်းကိုစီနဲ့တန်းစီလို့နေကြပါတယ်အလေးချိန်ချင်းဆက်ပုံမှာတော့လက်ဆက်လာတဲ့ငါးကြီးတွေဟာတစ်ဖြက်ဖြက်လုခါနေသေးပါအဲ့ဒီအချိန်မှာငါးငွေတောင်သူအသက်ကြီးကြီးအမျိုးသားတစ်ယောက်ကဈေးကွက်ထဲမှာဘလို့ပဲအခြေအနေတွေရှုပ်ထွေးနေပါစေကျုပ်တို့နဲ့ဘာမှမဆိုင်ဘူးဗျကျုပ်တို့ကတော့ကုလို့အားနဲ့ကိုရိုးရိုးသားသားပဲပတ်စံရှာရမယ်သူများအောင်မြင်တာကိုလည်းမနာလို့ဖြစ်မနေနဲ့ဒီငါးငွေရဲ့လုပ်ငန်းမှာအကြောက်ရဆုံးကလောဘကြီးတာပဲပြလို့ဘေးကလူတွေကိုအလေးနဲ့တတိပေးစကားပြောကြနေပါတယ်သူ့ရဲ့စကားကိုကြားရတဲ့အခါဘေးကရွာသားတစ်ယောက်ကသဘောကျစွာနဲ့သူ့ပခုံးကိုပုတ်ပြီးအပြောကောင်းတဲ့အဖိုးကြီးလီရေခင်ဗျားစကားကိုကျုပ်နှလုံးသွင်းထားလိုက်ပြီဗျာနောက်ရက်ကျရင်ရွာထိပ်မှာလောဘမကြီးရဆိုတဲ့ကြောက်စာတိုင်ကြီးတစ်တိုင်လောက်ထောင်ပစ်လိုက်အောင်မယ်ဟာဟာဟာလို့ရေမောကနောက်ပြောင်လိုက်ပါတော့တယ်အဲ့ဒီအနီးနားမှာတော့ကားမဲရောင်စိန်ခံကားကြီးတစ်စီးရဲ့ဘေးမှာရေထွက်ပစ္စည်းတစ်ထေးစွန့်ကော်တွန်းဟာစမက်ကြကြနဲ့ရက်နေပါတယ်သူကကားပေါ်တင်နေတဲ့ငါးတွေကိုတေချာကဲခတ်ကြည့်ပြီးဒီတတုတ်ကငါးတွေကအရွယ်စားနည်းနည်းသေးတယ်ဆိုပေမဲ့အရေးသွေးကတော့မစိုးပါဘူးအေးကွင်းဆက်တဲယူပို့ဆောင်ရေးခုတ်ချဲတာတေချာလိုက်နိုင်ရင်တော့စူပါမားကတ်ဘက်ကစစ်ဆေးတာကိုအေးဆေးကြော်ဖြတ်နိုင်မှာပါလို့တွေးတောနေပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အတွင်းရေးမှုကစရင်စာအုပ်ကိုကင်ပြီးအပြေးလွှာရောက်လာကစွန့်တူထေးကျုပ်တို့ငါးတွေအကုန်အပ်ဖို့အတွက်အချိန်80နှစ်နာရီတောင်မလိုတော့ဘူးဗျဒီတစ်ခေါက်အောင်မြင်မလားရှုံးမလားဆိုတာဒီချက်ပုံမှာပဲမူတည်နေတယ်လို့စိုးရင်တကြီးသတင်းပို့ပါတယ်သူကဆက်ပြီးစွန့်တူထေးအခုငါးသိန်းတာကတော့တော်တော်လေးပြီးစီးနေပါပြီပထမတစ်တုပ်အနေနဲ့ကီလိုဂရမ်2000သို့မဟုတ်ပိတ်တာ2000လောက်ရထားတယ်ဒါပေမဲ့စူပါမားကတ်နဲ့ချုပ်ထားတဲ့စာချုပ်ရဆိုရင်ကျုပ်တို့မှာကီလိုဂရမ်1000လောက်လိုနေသေးတယ်ဗျလို့တင်ပြလိုက်ပါတယ်စွန့်ကော်တုံးကခဏမြစဉ်းစားလိုက်ပြီးမှမနေ့ဖြန်ကြရင်ဘေးနာကရန်လာဝမ်ရွာဘက်ကိုသွားပြီးထက်ရှာကြည့်ဦးတကယ်လို့အဆင်မပြေရင်လည်းအခြားလမ်းကြောင်းတွေကနေငါးရအောင်ရှာရမယ်ဈေးပူပေးရရင်တောင်မှလိုအပ်နေတဲ့ပမာဏကိုပြည့်အောင်ဖြည့်ရမယ်ဒီအော်ဒါတာပစ္စည်းသွားရင်ကျုပ်တို့ရဲ့ကုမ္ပဏီအမတ်တစိတ် brand နာမည်လည်းလုံးဝပျက်စီးသွားလိမ့်မယ်နားလေလားလို့ပြက်ပြက်တတမိတ်ပေးလိုက်ပါတယ်အတွင်းရေးမှုကလည်းနားလေပါပြီဟုဆိုကဂတိပေးလိုက်ပါတော့တယ်ညနေတစ်ကောင်ရအချိန်လျံဟွာတန်ရွာရဲ့လမ်းမထက်မှာတော့မိအောင်မိတ်အောက်မှာချင်းတွေပိုးကောင်တွေတဝဲဝဲလေလို့နေပါတယ်ရွာသားတွေဟာအေးရေးပြက်ခံပြီးကုန်တင်ကားပေါ်ကိုငါးချင်းတောင်းတွေအသေးအတန်တင်နေကြရပါတယ်ငါးတွေတင်ပြီးလို့ချွေးတလုံးလုံးနဲ့ကားနောက်ဖုံးကိုပိတ်လိုက်တဲ့အလုပ်သမားကောင်းဆောင်ကြီးကတခုခုကိုသတိပြုမိသွားပြီးဒါနဲ့တာပြောင်းဒီကားကဘာလို့အေးပေးစနစ် refrigeration မဖွင့်ထားတာလဲပြလို့ကားပိုင်ရှင်ကိုလှမ်းမိလိုက်ပါတယ်အဲ့ဒီအခါရွှေဆွဲကြိုးကြီးနဲ့အကြီးနီဝတ်ထားတဲ့ကားပိုင်ရှင်ဒါပြောင်ကမကြည်မနှက်နဲ့အေးပေးစနစ်ပါတဲ့ကားကတရက်ကိုကားကရှိတူမြပေးရတယ်ဗျဒီကားကနှစ်တူမြပဲပေးရတာအဲ့ဒီကနေတက်တာသွားတဲ့ပတ်စံတွေကကျုပ်တို့အိတ်ထဲရောက်မှလေစိတ်ကူမနေပါနဲ့ဗျာငါးတွေပေါ်ကိုကုန်းဆောင်3ထပ်လောက်အုပ်ပြီးရေခဲတုံးတွေသာဖိထားလိုက်4နာရီလောက်မောင်းရမယ်ခီးပဲဟာငါးတွေဘလို့မှမတင်နိုင်ပါဘူးလို့လောဘဇောတိုက်ကပြန်လဲအော်ဟစ်လိုက်ပါတော့တဲ့ရွှေဆွဲကြိုးကြီးဝတ်ဆင်ထားပြီးအင်ဂျီနီပွင့်ရောင်စုံကိုဝတ်ထားတဲ့ကားသမားဒါပြောင်ကယုံကြည်မှုအပြည့်နဲ့ကျုပ်လက်ကားဆေးကွက်မှာရှိနေတော့ကဒီလိုကားမျိုးနဲ့ငါးတွေဘလောက်တောင်တဲခဲ့ဘူးလဲတီလာနာရီ20လောက်အထိတောင်အေးစေပဲဘာပြဿနာမှမရှိဘူးလို့အလုသမားကောင်းဆောင်ကြီးကိုလက်ဟန်ချေဟန်နဲ့အားရပါရပြောဆိုနေပါတယ်ဒါပေမဲ့အလုသမားကောင်းဆောင်ကြီးကတော့စိုးရိမ်စိတ်တွေပြည့်နေနေတဲ့မျက်နှာနဲ့ငါးချင်းတောင်းကိုကင်ထားရင်ဒါပေမဲ့တထေးဆုံးအရင်ကပြောဖူးတယ်ဗျလန်ငါသို့မဟုတ်ကောင်းကောင်းငါးတွေကရေထဲကနေ6နာရီထပ်ပို့ပြီးခွာထားရင်အလေးချိန်တွေစပြီးရောကျလာလိမ့်မယ်တကယ်လို့10နာရီထပ်ကျော်သွားရင်တော့ငါးတွေပိုင်းပေါက်ပြီးတေကုန်ကြလိမ့်မယ်လို့တတိပေးစကားဆိုလိုက်ပါတယ်ဒါပြောင်ကတော့လုံးဝဂရုမစိုက်တဲ့လေတံနဲ့အဲ့ဒါကခင်ဗျားတို့ကို6လက်နေတာဗျသူကတရွာလုံးရဲ့ငါးတွေကိုဈေးနှိမ်ပြီးအပိုင်စီးကျင်လို့စကားကိုကြောက်စရာကောင်းအောင်လုပ်ပြောနေတာကဲမြန်မြန်သာရွှေ့ကြစို့အချိန်ဆွဲမနေနဲ့တော့မိုးလင်းတာနဲ့ချက်ချင်းထွက်ခွာပြီးမနက်ခင်းဈေးဥပေါက်ကိုအမိသွားရမယ်လို့အလုပ်သမားတွေကိုအလင်းစလိုနှိုးဆော်လိုက်ပါတော့တယ်အဲ့ဒီနောက်ငါးမွေးတောင်သူအဖိုးကြီးကငါးချင်းတောင်းကိုတဲလာရင်းနဲ့တာပြောင်မင်းပြောတာတကန်သူမဟုတ်တပိတာကို25ရွံရမယ်ဆိုတာတကယ်ကောသူတို့ကဒီဈေးပေးပါမလားဗျာလို့စိုးရင်တကြီးမင်းမြတ်ရှာပါတယ်ဒါပြောင်ကသူ့ဖုန်းကိုထုတ်ပြရင်ပြုံးပြီးနဲ့ကျုပ်ရဲ့အကိုကြီးလောကျိုးကိုယ်တိုင်ပြောထားတာဗျာပစ္စည်းအလုံးကိုအနည်းဆုံး25ရွံနဲ့စယူမယ်တဲ့ဈေးကွက်ထဲကိုရောက်သွားရင်ကျုံနောက်ထပ်ဈေးကြီးလို့ရသေးတယ်ဈေးကောင်းရင်30အထိတောင်ရနိုင်တယ်ဗျခင်ဗျားတို့အားလုံးပတ်စံထိုင်ရေးဖို့ပဲပြင်ထားကြတော့လို့လေလုံးထွားပြီးကျုံးဝလိုက်တဲ့အခါဘေးကရွာသားတွေဟာပျော်ရွှင်ဝမ်းသာစွာနဲ့လက်ခုပ်တီးပြီးအော်ဟစ်အားပေးကြပါတော့တယ်ဦးဒါပြောင်တော်လိုက်တာဗျာလို့ကြီးကျူးတန်တွေဆူညံသွားတဲ့အချိန်မှာအသက်ကြီးအဖိုးအိုတယောက်ကတော့ဈေးတန်ကိုတောက်ရင်းကုန်တင်ကားကြီးတွေကိုတန်တရားမျက်လုံးတွေနဲ့ငေးကြည့်နေမိရှာတယ်နောက်ပိုင်းကျမှပဲကျုပ်သိခဲ့ရတာကတော့အဲ့ဒီညကလီယန်ဟွာတန်ရွာရဲ့ရွာသားတွေဟာတညလုံးအေးအေးပြက်ခံပြီး9ကီလိုဂရမ်2000ကျော်သို့မဟုတ်ပိတ်တာ2000ကျော်ကိုဖမ်းဆီးခဲ့ကြပြီးကုန်တင်ကားကြီး3စီးပေါ်ကိုအပြည့်တင်ဆောင်ခဲ့ကြပါတယ်သူတို့တွေဟာရွှေတလုံးလုံးနဲ့ငါးတွေကိုကားပေါ်တင်ရင်းဂုံးဆောင်ကြီးတွေနဲ့တေချာကြီးနှောင်းရင်းမကြခင်မှာချမ်းသာကြွယ်ဝတော့မဲ့အိမ်မက်ကိုစီကိုမက်နေကြတာပါသူတို့ရဲ့စိတ်ကူးထဲမှာတော့ရောင်းရတဲ့ပတ်စံထုတ်ကြီးတွေဟာအိမ်ထဲမှာပုံနေလိမ့်မယ်လို့မျှော်လင့်နေကြရှာပါတယ်ကားသမားကစနိုးပြီးကုန်တင်ကားကြီး3စီးဟာရွာလမ်းအတိုင်းမောင်းနှင်ထွက်ခွာသွားတဲ့အချိန်မှာတော့သူတို့စီကိုစောင့်ကြိုနေတာဟာတကယ်ကိုပျက်စီးဆုံးရှုံးခြင်းတွေပြည့်နေနေတဲ့အိမ်မက်ဆိုးကြီးတစ်ခုဖြစ်မှန်းအဲ့ဒီရွာသားတွေခင်ဗျာလုံးဝမသိရှိခဲ့ကြပါဘူးအဲ့ဒီနေ့ကကောင်းကင်ယံမှာနေမင်းကြီးဟာအရှိန်အဝါပြင်းပြင်းနဲ့တောက်လောင်နေပြီးအပူချိန်က38ဒီဂရီဆယ်စီယပ်အထိမြင့်တက်နေခဲ့ပါတယ်။ပူပြင်းလာတဲ့နေအောင်အောက်မှာကုန်တင်ကားကြီး3စီးဟာဖုန်ထောင်းထောင်းထနေတဲ့လမ်းမကြီးအတိုင်းအပြင်းမောင်းနေလာကြပါတယ်။ကားမောင်းသူရဲ့ဘေးမှာလိုက်ပါလာတဲ့အလုပ်သမားတစ်ယောက်ကသူ့ရဲ့စုပ်ပြင်းနေတဲ့အင်ဂျီကော်လာကိုဆွဲပြင်းရင်ချွေးတလုံးလုံးနဲ့တားပြောင်ကိုရာသီဥတုကလည်းပူလုံးလာတယ်ဗျာ။ကားနောက်ခန်းထဲမှာငါးတွေကိုဂုံးဆောင်တွေနဲ့အုပ်ထားတာဆိုတော့ကားပုံထဲမှာအနည်းဆုံး45ဒီဂရီလောက်တော့ရှိနေလိမ့်မယ်။ငါးတွေခံနိုင်မှမလားမသိဘူးဗျာလို့စိုးရင်တကြီးပြောရှာပါတယ်။ဒါပေမဲ့ရွှေဆွဲကြိုးပြင်းနဲ့ပွင့်ရောင်စုံအင်ဂျီဝတ်ထားတဲ့တားပြောင်ကတော့လုံးဝဂရုမစိုက်ပဲလီဘာကိုနင်းလိုက်ရင်မခံနိုင်လဲခံရမှာပဲကွာ။မင်းမြန်သာမောင်းဆမ်းမှာနောက်ထပ်4နာရီခွဲလောက်ဆိုရင်ရောက်တော့မှကျုပ်အရင်ကငါးတွေတဲတုံးကဒီထက်ပူတဲ့ရာသီဥတုမျိုးတောင်ကြုံဘူးတယ်။ဘာမှမဖြစ်ပါဘူးလို့လေလုံးထွားပြီးပေါ့ပေါ့တန်တန်ပဲတုံ့ပြန်လိုက်ပါတယ်။ကုန်တင်ကားကြီးရဲ့နောက်ဖုံးထဲမှာတော့ပလတ်စတစ်ချင်းတွေထည့်ထားတဲ့လန်ကားသို့မဟုတ်ကောင်းကောင်းငါးတွေဟာအောက်ဆီဂျင်ပြတ်လက်ပြီးရင်းငက်လုံးလို့ပါစက်တစင်းစီးနဲ့အသက်လူနေကြရရှာပါတယ်။ငါးတွေရဲ့မျက်လုံးတွေဟာနီးရဲလာပြီးအသက်ရှူရခက်ခဲနေတဲ့အရေးအယောင်တွေကကားတစ်လျှောက်လုံးမှာပြည့်နေနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကုန်တင်ကားကြီးတွေဟာလက်ကားငါးစီးကွက်ကြီးကိုဆိုက်ရောက်လာခဲ့ပါတော့တယ်။ဒါပြောင်ကကားပေါ်ကနေအားရပါရဆင်းလာပြီးသူ့ရဲ့စီးပွားဖက်အကိုကြီးလောကျိုးစီကိုဖုံးဆက်လိုက်ပါတယ်ကျိုးကိုပစ္စည်းတွေရောက်ပြီးပြိုကား3စီးပြည့်ပဲ9ကီလိုဂရမ်26000သို့မဟုတ်ပိတ်တာ26000ဒီပါရှိတယ်အားလုံးကထိတ်တန်းအစင်းမြင့်လက်ဆက်ငါးတွေကြီးပဲလို့ဝမ်းသာအားရလှမ်းပြောလိုက်ပါတယ်ဖုံးပြောပြီးတာနဲ့တားတက်တာတစ်ချောင်းကိုကင်ထားပြီးတာရည်ဗေဒာနဲ့လက်ရှိဖက်နှက်ဝတ်ထားတဲ့ပွဲရုံသူကြီးလောကျိုးကရှောက်လာပြီးဒါပြောင်
ကုန်ပစ္စည်းတွေကအခြေအနေဘယ်လိုလဲလို့မေးပါတယ်ဒါပြောင်ကမျက်နှာပြုံးဖြည်းဖြည်းနဲ့ထိတ်တန့်ဆင်ပြခီးယူတွေပဲတွေပစုံတွေကျွေးပြီးမွေးထားတာတကောင်ချင်းစီကကြောပြင်စိမ်ပြီးဝမ်းပိုက်ထူနေတာပဲခင်ဗျားဖွင့်ကြည့်လိုက်စိတ်ကြည်နဲ့စေရမယ်လို့ယုံကြည်ချက်အပြည့်နဲ့ကြောဝါလိုက်ပါတယ်ပွဲယုံသူထေးကကဲအရင်ဖွင့်ကြည့်ရအောင်လို့ပြောလိုက်တာနဲ့အလုတ်သမားနှစ်ယောက်ကကားနောက်ဖုံးကကျိုးတွေကိုဖြုတ်ပြီးဂွန်းဆောင်ကြီးကိုဆွဲလန်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲကားထဲကနေနန်စော်လာတဲ့အနံ့ဆိုးတွေနဲ့အတူပုတ်ဆက်ဆက်ရင်းကြီးတွေကဝုန်းပလဲပန်းထွက်လာပါတယ်ဘေးကလူတွေအားလုံးနှာခေါင်းကိုအုပ်လိုက်ကြရပြီးပွဲယုံသူထေးလော်ကျိုးကဒေါသကြီးနဲ့ဒါပြောင်မင်းကကိုလာနောက်နေတာလားငါးတွေအကုန်လုံးမျက်လုံးတွေလန်ပြီးတေကုန်ကြပြီမဟုတ်လားလို့အော်ဟစ်လိုက်ပါတယ်ဒါပြောင်တယောက်မျက်လုံးပြူသွားပြီးမဖြစ်နိုင်တာမဖြစ်နိုင်ဘူးဗျာလမ်းမှာ၄နာရီခွဲပဲကြာတာလေကျုပ်ရေခဲအိတ်တွေလည်းထည့်ထားတယ်ဂွန်းဆောင်သုံးထက်တောင်အုပ်လာတာလို့မယုံကြည်နိုင်စွာနဲ့ကားပေါ်ကိုပြေးတက်ပြီးငါးတွေကိုလိုက်ဆမ်းပါတယ်ပွဲယုံသူထေးလော်ကျိုးကဓာဖျားနဲ့ငါးတကောင်ကိုထိုးမလိုက်ပြီးဒါပြောင်မင်းကဂွန်းဆောင်နဲ့အုပ်လာတယ်ဟုတ်လားဒီလန်ငါးတွေကရေထဲကခွာရင်လေဝင်လေထွက်မရှိမှာဘူးအကြောက်ဆုံးကမင်းကဂွန်းဆောင်နဲ့အုပ်ထားတော့ငါးတွေရဲ့ကိုယ်ခန္ဓာကထွက်တဲ့အကြီးချွဲတွေကြောင့်နှစ်နာရီတွင်းမှာတင်ပုတ်တိုးကုန်တာပေါ့ပြီးတော့ဘက်တီးရီးယားတွေပွားကုန်ပြီးမင်းကိုယ်တိုင်ကြည့်စမ်းငါးပါးဟက်တွေကမဲမောင်နေပြီးငါးကြီးခုံတွေကရော်ရဲကုန်ပြီးငါးမျက်လုံးတွေတောင်အတွင်းကိုချိုင်ဝင်ကုန်ပြီးလို့နှာခေါင်းရှုံရင်ရှင်းပြပါတယ်လော်ကျိုးကငါးကိုကားပေါ်ပြန်ပစ်ချလိုက်ပြီးဒီငါးတွေကအလွန်ဆုံးခံရင်တနာရီပဲပြီးရင်အကုန်လုံးပုတ်ထွက်သွားလိမ့်မယ်အလကားပေးရင်တော့ငါမယူဘူးလို့ပြက်ပြက်တတပြောပြီးလှည့်ထွက်มาတော့ဓာတ်ပြောင်တယောက်စိတ်ပြအားငယ်စွာနဲ့လော်ကျိုးရဲ့ခြေထောက်ကိုဖက်ပြီးဒူးထောက်ကျလာပါတော့တယ်သူဟာမျက်ရည်တောက်တောက်ကျရင်အော်ဟစ်ငိုယိုကကျိုးကိုကျေးဇူးပြုပြီးကူညီပါဦးဗျာဈေးလျှော့ပြီးယူပေးပါဦးတပိတ်တာကိုငါးရွယ်မဲ့ပေးပေးမဟုတ်ဘူးသုံးရွယ်မဲ့ပေးပါဗျာခင်ဗျားကြိုက်တဲ့စေတာပေးပါကျေးဇူးပြုပြီးကဲပါဦးလို့တောင်းပန်တိုးရှိုးနေရင်ကုန်တယ်ကြီးလော်ကျိုးကဓာတ်ပြောင်တက်ဆောင်လာတဲ့ပုတ်တိုးနေတဲ့ငါးတွေကိုမယူနိုင်ကြောင်းပြက်ပြက်တတညင်းပယ်ပြီးနောက်မှာတော့ဓာတ်ပြောင်တယောက်စိတ်ပြအားငယ်စွာနဲ့ဒူးထောက်တောင်းပန်ရှာပါတယ်လော်ကျိုးကသူ့ကိုဒေါသကြီးနဲ့တပိတ်တာကိုသုံးရွယ်ဟုတ်လားဓာတ်ပြောင်ဒီလိုတဝက်တည်ပြီးပုတ်အောင်နေတဲ့ငါးတွေကိုငါဝယ်ပြီးဘသူကိုတွားရောက်ရမှာလဲဝယ်သူတွေစားလို့ဝမ်းပြက်ဝမ်းရှုပ်ဖြစ်ရင်ဘသူကတာဝန်ယူမှာလဲငါကတရားဝင်ရိုးရိုးတတစီးပွားရေးလုပ်နေတာအမိုက်သိမ်းနေတာမဟုတ်ဘူးမင်းသားငါညီရင်းဆိုရင်မင်းမကိုငါရိုက်မိမှကြာပြီလို့စိတ်ဆိုးမှန်ဆိုပြောလိုက်ပါတယ်ပြီးတော့လော်ကျိုးကဆက်ပြီးမင်းကအေးခန့်စနစ်အကြောင်းနားမလည်ပဲနဲ့ငါရှင်တွေကိုလာမကင်တွေနဲ့ဒါဟာပစ္စည်းကိုဖျက်ဆီးရရောက်တယ်လို့မင်းရဲ့နာမည်ကုန်တဲ့င်းကိုလည်းမင်းကိုယ်တိုင်ဖျက်ဆီးရပဲလို့ပြင်းပြင်းထန်ထန်တတိပေးပါတယ်ဓာတ်ပြောင်တယောက်ကားဘေးကိုလက်နဲ့ကင်ပြီးငိုကြွေးရင်းဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာလို့မေးရှာပါတယ်လော်ကျိုးကတပြင်းချရင်ဘယ်လိုလုပ်ရမလဲဟုတ်လားမြို့တောင်ဘက်ကဈေးငယ်လေးစီကိုအမြန်သာမောင်းသွားတော့အဲ့ဒီမှာဝယ်မဲ့လက်လီတမရှိမလားသွားကြည့်ဦးအချိန်နောက်လေးသွားရင်တော့အမိုက်ပုံထဲပဲသွားပြဖို့ပြင်ထားလိုက်တော့ဓာတ်ပြောင်မင်းကိုငါစကားတခုပဲအကြံပေးမယ်မင်းနဲ့မထိုက်တန်တဲ့စီးစိမ်ကိုအတင်းအဓမ္မမယူပါနဲ့လို့နောက်ဆုံးသင်ခန်းစာပေးပြီးထွက်ခွာသွားပါတယ်အဲ့ဒီနောက်ကားနောက်ဖုံးကနေပုတ်ဆက်ဆက်အရေးတွေတောက်တောက်ကျနေပြီးရင်ကောင်တွေတဝီဝီနဲ့အုံခဲနေတဲ့ကုန်တင်ကားကြီး၃စီးရှိမှဓာတ်ပြောင်တယောက်တည်းကြံရိတ်ခဲ့ပါတယ်သူဟာအခြားကုန်တင်တအုပ်ကိုလည်းမျက်ရည်ဆက်လက်နဲ့ငါးတွေပုတ်တာမကြသေးပါဘူးဗျာရေခဲအိတ်တွေအရေးပြောသွားလို့ပါခင်ဗျားကြိုက်တဲ့ဈေးတာပေးပါအဆင်ပြေတဲ့ဈေးနဲ့ယူပေးပါဦးလို့ထပ်မံတောင်းပန်ပါတယ်ဒါပေမဲ့အဲ့ဒီကုန်တွေကငါးတွေကိုကြည့်ပြီးမင်းကိုယ်တိုင်ကြည့်စမ်းငါးရဲ့ကလီစာတွေကမဲပုတ်နေပြီးဦးတွေတောင်အရေးပြောကုန်ပြီဒီငါးတွေကိုစားရင်ဝမ်းပြက်မှာတေးချတဲ့အလကားပေးရင်တော့မယူဘူးဒီလိုငါးတင်မျိုးကအလုံးစုံမှတပိတ်တာကိုပြား20ပဲတန်တဲ့ခွေးစာချက်ကျွေးဖို့ပဲရမယ်လို့နှာခေါင်းရှုံပြီးပြောပါတယ်ဓာတ်ပြောင်ကလည်းမျောလင်းချက်ကုံသွားနေရပါတယ်ပြား20ဆိုလဲပြား20ပဲအကုန်လုံးသာယူသွားပေးပါဗျာလို့အော်ပြောပေမဲ့ထိုကုန်တွေကလည်းမယူဘူးဒီလိုနန်စော်နေတဲ့ငါးတင်တွေကိုခွေးတောင်မစားဘူးလို့ပြောကလှည့်ထွက်ပြေးသွားပါတော့တယ်ဓာတ်ပြောင်တယောက်ကားနောက်မှာဒူးထောက်လျက်သားနဲ့စိတ်တက်ကြနေစင်မှာပဲဆိုင်းဘုတ်တက်ထားတဲ့အာနာပိုင်ဖွဲ့စည်းရဲ့အဖြူရောင်ကားတစ်စီးဟာဖုံထောင်းထောင်းနဲ့ဆက်ရောက်လာပါတယ်ကားပေါ်ကနေယူနီဖောင်းဝတ်အရာရှိတွေဆင်းလာပြီးဒါဘသူကားလဲဒီနေရာမှာငါးတီတွေလာရောက်နေတာလားကျမ်းမာရေးနဲ့စစ်ဆေးရေးထောက်ခံချက်ရောရှိရလားလို့လှမ်းမိပါတယ်ဓာတ်ပြောင်ကတုံတုံရင်နဲ့ကျွန်းကျွန်တော်မှာငါးငွေမြူရေးလုပ်ငန်းလိုင်စင်ထောက်ခံချက်တော်ရှိပါတယ်ခင်ဗျားလို့ဖြေရှာပါတယ်ဒါပေမဲ့အရာရှိကငါးတွေကိုကြည့်ပြီးဒီငါးတွေကအရေးသွေးပျက်စီးယိုယွင်းနေပြီးစားသုံးရမတင်တဲ့အစားအစာမျိုးစားတွေမှာပါဝင်တဲ့အခုချက်ချင်းဒီကားတွေကိုမောင်းထုတ်သွားပါနောက်တစ်ချိန်ဒီနေရာမှာထပ်တွေ့ရင်ဒဏ်ငွေငါတူမြချမှတ်ပြီးကားကိုပါသိမ်းစီမယ်လို့ပြက်ပြက်တတအမိန့်ပေးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့လောဘဇောတိုက်ပြီးစနစ်တကျမပြင်ဆင်ပဲငါးတွေကိုတည်ဆောင်လာခဲ့တဲ့ဓာတ်ပြောင်တယောက်စီးပွားရေးလည်းပြပြအရင်းနှီးတွေလည်းဆုံးရှုံးကချွေးတလုံးလုံးမျက်ရည်တရွှွှွှနဲ့လမ်းမပေါ်မှာအပူတပြင်းငိုကြွေးရင်မထင်မှတ်ထားဘူးတကယ်ကိုမထင်မှတ်ထားခဲ့ဘူးပြလို့ရွာသားတအုပ်ကရွှွန့်လွန်တွေကြားထဲလဲကျနေတဲ့ဓာတ်ပြောင်ကိုကြည့်ပြီးနာကျင်စွာနဲ့အော်ဟစ်လိုက်ပါတယ်သူကဒေါသတကြီးနဲ့မင်းရင်ဘက်ကိုလက်နဲ့ပုတ်ပြီးဒီလုတ်ကိုကျွမ်းကျင်ပါတယ်လို့ကြောဝါတော့ကအခုလိုဖြစ်လာလိမ့်မယ်လို့ဘာလို့မတွေးမိခဲ့တာလဲမင်းငါတို့စီကနေ9ကီလိုဂရမ်ကိုတည်ယူခနဲ့ဆက်ဆံရေးခအဖြစ်ပြ9ဆက်စီကောက်ခံတော့ကောဘာလို့ဒါကိုမစင်စားခဲ့တာလဲလို့ဓာတ်ပြောင်ကိုအဖြစ်တင်စကားဆိုလိုက်ပါတယ်အဲ့ဒီနောက်တက်ကြီးရွယ်ဦးအဖိုးတို့တအုပ်ကလည်းတုတ်ကောက်ကိုအပြူရင်စိတ်ပြက်လက်ပြက်နဲ့ဝေကျွေးတွေပါပဲဗျာဝေကျွေးတွေပါပဲငါအသက်80ကျော်တဲ့အထိနေလာပြီးမှမင်းရဲ့လိန်ညာလက်ဖျားတဲ့စကားတွေကိုယုံမိတာပဲကုန်တယ်ကြီးစုံက1ကီလိုဂရမ်ကို10ရွန်နဲ့ကောင်းကောင်းမွန်မွန်ဝယ်ပေးမယ်လို့ပြောတော့ငါဘာလို့အဲ့ဒီ10ရွန်ဈေးကွာဟာချက်လောဘနောက်ကိုလိုက်မိပါလိမ့်ဘာလို့လဲပြလို့ရင်ဘက်ကိုထုရင်နောက်တကြီးစွာနဲ့ငိုကြွေးပါတော့တယ်သူကဆက်ပြီးအခုအချိန်မှာတော့10ရွန်မပြောနဲ့တရွန်နဲ့ပေးရင်တော့ဘသူကမှဝယ်မဲ့သူမရှိတော့ဘူးလို့ညီးတွားရှာပါတယ်အဲ့ဒီအချိန်မှာပဲအခြားရွာသားတဦးကလည်းခေါင်းကိုလက်နဲ့အုပ်ပြီးငါးရဲ့ငါးကန်ထဲမှာလည်းပိုက်မဆွဲရသေးတဲ့9ကီလိုဂရမ်2000ကျော်ရှိသေးတယ်အခုလိုရာသီဥတုကအလွန်ပူပြင်းနေတော့နောက်ထပ်2ရက်လောက်ဆိုရင်အဲ့ဒီငါးတွေလည်းအကုန်တေကုန်ကြတော့မှလို့စိုးရိမ်တကြီးပြောပါတယ်ထိုအခါရွာသားတယောက်ကဓာတ်ပြောင်ကိုကြည့်ပြီးစတုတ်ထပ်ပါကြီးကျွန်တော်တို့ကုန်တယ်ကြီးစွန်စီကိုတွားပြီးတောင်းပန်ကြရအောင်များလို့အကြံပြုပါတယ်ဒါပေမဲ့အဖိုးအိုကစိတ်နာကျင်စွာနဲ့တောင်းပန်မယ်ဟုတ်လားငါတို့မှဘယ်မျက်နှာနဲ့တွားတောင်းပန်ရမှာလဲစတော့ကသူ့ကိုလူရောကားပါမောင်းထုတ်ပြီးလူမဆန်တဲ့သူလို့ဆဲဆိုခဲ့ကြတာမဟုတ်လားအခုပြဿနာတက်လာတော့မှငါရဲ့အသက်ကြီးလာတဲ့အဖိုးကြီးမျက်နှာကိုဘယ်နာတွားထားရမှာလဲလို့ပြန်ပြောပါတယ်
ဒါပေမဲ့ရွာသားကအဖိုးအိုရဲ့ခြေထောက်ကိုဖက်ပြီးဒါပေမဲ့ကန်ထဲမှာမတည်ပဲကြံသေးတဲ့9ကီလိုဂရမ်ထောင်ချီရှိသေးတဲ့လေပြာအခုမှထပ်မရောင်းရရင်တရွာလုံးအမြတ်ပေးဆိုင်တော့မယ်ကုန်တယ်ကြီးစုံကအခုချင်းရွှေဝံမှာ1ကီလိုဂရမ်ကို9ရွက်နဲ့9တွေလိုက်ဝယ်နေတယ်လို့ကြားတယ်ဗျာလို့မျက်ရည်ဆက်လက်နဲ့တောင်းပန်တိုးရှိုးပါတယ်အဲ့ဒီစကားကိုကြားတော့ရွာသားတွေဟာအကူရမဲစွာနဲ့9ရွက်ဟုတ်လားငါတို့ကအရင်တုန်းက30ရွက်ပေးတာတော့မရောင်းမဲညင်းခဲ့တာအခုကိုရွက်နဲ့ဆိုရင်သူကောဝယ်ပါဦးမလားလို့ရေရွရင်ရှုံလွန်တွေကြားထဲမှာနောက်တက်ပြည့်နဲ့ငိုကြွေးနေကြပါတော့တယ်စောင်းဥပေါက်ရဲ့လေးတွေဖြတ်တန်းတိုက်ခတ်နေတဲ့ငါးကန်ပေါင်ပေါ်မှာအလုသမားတွေဟာငါးချင်းတွေကိုအစီအစီထားရင်းအလုရှုံနေကြပါတယ်အဲ့ဒီအချိန်မှာပဲစမက်ကြလာတဲ့စစ်ပြရောင်ဝစ်စုံအပြည့်စုံနဲ့အထက်တန်းဆန်လာတဲ့ရေထွက်ကုန်လုပ်ငန်းရှင်ကုန်တဲ့ကြီးစုံကိုတော့ဟာကံပေါင်တိုင်းခြေလမ်းမှန်မှန်နဲ့ရှောင်းလန်းလာခဲ့ပါတယ်သူ့ရဲ့လက်ကဝက်မှာပတ်ထားတဲ့ငွေရောင်နာရီကနေရောက်အောက်မှာတောက်ပနေပြီးအိတ်ကက်ထဲကတုံခါလာတဲ့ဖုန်းကိုထုတ်ကကင်လိုက်ပါတယ်ဖုန်းတစ်ဖက်ကနေတထေးစုံပစ္စည်းတွေထွက်သွားပြီလားလို့မေးမြန်းတဲ့အခါစုံကိုတော့ကယုံကြည်မှုအပြည့်နဲ့တထေးကြီးစုံကုန်ပစ္စည်းတွေအားလုံးကားပေါ်တင်ပြီးထွက်ခွာသွားပါပြီပထမတုံးအနေနဲ့ကီလိုဂရမ်2000သို့မဟုတ်ပိတ်သား2000နီးပါးရှိပါတယ်ဒီညနေမှာပဲကိုတောင်ကိုရောက်ပါလိမ့်မယ်စင်တန်းနဲ့အရေးသွေးပိုင်းကိုတော့လုံးဝစိတ်ချပါကျွန်တော်ကိုယ်တိုင်တေချာကြည့်ချက်ပြီးစစ်ဆေးခဲ့တာပါလို့ပြောရှင်စွာနဲ့အကြောင်းပြန်လိုက်ပါတယ်ဒါပေမဲ့ဖုန်းတစ်ဖက်ကလူကစိုးရိမ်တကြီးနဲ့တထေးစုံမင်းကိုတော့ငါယုံပါတယ်ဒါပေမဲ့လျံဟွာထန်ရွာဘက်မှာပြဿနာအကြီးကျယ်တက်နေတယ်လို့ကြားတယ်သူတို့တည်သွားတဲ့ငါးကုန်တင်က3စီလုံးလမ်းမှာတင်ငါးတွေအကုန်တေးပုတ်ကုန်ကြပြီလေလို့အတိပေးလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့စုံကိုတော့ရဲ့မျက်နှာကတင်းငိမ့်သွားပြီးဟုတ်ပါတယ်သူတို့ကပုံမှန်ကုန်တင်ကားကြီးတွေနဲ့ပဲအတင်းစွတ်တည်သွားကြတာလေအဲဒီခန်းစနစ်လည်းမပါတော့ငါးတွေကားထဲမှာတင်အပူတန်ကြောင့်မွန်းချက်ပြီးတေကုန်ကြတာပေါ့လို့တက်ပြင်းချရင်ပြောရှာပါတယ်ဖုန်းတစ်ဖက်ကလည်းနှမျောတတစွာနဲ့နှမျောစရာပဲဗျာသူတို့ရွာကထွက်တဲ့ငါးတွေကတကယ်ကိုထိတ်တန်းအရေးသွေးကောင်းတွေပါဒါနဲ့မင်းအဲ့ဒီရွာကိုငါးတွေထပ်သွားဝယ်ဖို့အစီအစဉ်ရှိသေးလားလို့မေးလိုက်တဲ့အခါစုံကိုတော့ကမျက်နှာကိုတင်းမာလိုက်ပြီးမရှိတော့ဘူးလမ်းဆိုတာမိမိကိုယ်တိုင်ရွေးချယ်ခဲ့တာလေဒူးထောက်ပြီးရှောက်ရရင်တော့စုံကန်းတိုင်အောင်ရှောက်ရလိမ့်မယ်လို့ပြက်ပြက်တတတုံ့ပြန်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအလုသမားတစ်ယောက်ကအမောတကောနဲ့ပြေးလာပြီးတထေးစုံရွာထိပ်မှာလူတွေအများကြီးရောက်နေကြတယ်ပြောလျံဟွာထန်ရွာကလူတွေအကုန်လုံးပဲလို့လမ်းအောင်ပြောပါတယ်စုံကိုတော့လှည့်ကြည့်လိုက်တဲ့အခါမြူနင်းတွေဝေမိုင်းနေတဲ့လမ်းမကြီးအတိုင်းအဖြူရောင်ကုန်တင်ကားတန်းကြီးတွေနဲ့အတူလျံဟွာထန်ရွာကရွာသားအုပ်စုကြီးဟာအသက်80ကျော်အရွယ်ဘာကြီးလေးကိုတွဲခေါ်ရင်းတရွေ့ရွေ့ရှောက်လာကြတာကိုမြင်လိုက်ရပါတယ်သူတို့တွေရောက်လာကြပြီပဲငါထင်ထားတာထက်တရက်တောင်စောနေပါလားကြည့်ရတာအဲ့ဒီငါးတွေသုံးကားရဲ့အခြေအနေကငါထင်ထားတာထက်ပိုပြီးဆိုးရွားပုံရတယ်လို့စုံကိုတော့ကစိတ်ထဲကနေရေးရွတ်လိုက်ပါတယ်ရွာသားအုပ်စုကြီးဟာစုံကိုတော့ရဲ့ရှေ့မှာရက်တန့်သွားကြပြီးအားလုံးရဲ့မျက်နှာတွေမှာအပူတပြင်းဆင်းရဲဒုက္ခရောက်နေတဲ့အရေးအယောင်တွေပြည့်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အသက်ကြီးလာပြီဖြစ်တဲ့ဘာကြီးလေးဟာအခြားသူတွေရဲ့တွဲထူမှုကနေရုံထွက်ပြီးစုံကိုတော့ရဲ့ရှေ့ကရှုံးပွက်တော်တဲ့ကိုဝုန်းကနေတူးထောက်ချလိုက်ပါတော့တယ်ဘာကြီးလေးကရှုံးလွန်တွေကြားတဲ့ခေါင်းကိုအကျဉ်းချင်းစိုက်ချပြီးအသေးခွဲမတက်ငိုကြွေးရင်းတထေးကြီးစုံရဲ့အဖိုးကြီးကျွန်တော်မျိုးကပဲတောင်းပန်ပါတယ်အဖိုးကြီးကျွန်တော်ရဲ့အမားတွေအတွက်စုံတထေးကိုတူးထောက်ကြောပါတယ်ဗျာလို့အော်ဟစ်တောင်းပန်ရှာပါတယ်အဖိုးကြီးတူးထောက်လိုက်တာနဲ့ရွာသားတွေအားလုံးဟာလည်းရှိုက်ကြီးတင်ငိုကြွေးရင်းရှုံးလွန်တွေပွက်တော်တွေဖြစ်နေတဲ့လမ်းမကြီးတစ်ခုလုံးမှာစုံကိုတော့တယောက်တည်းကိုသာအလဲမှာထားလျက်ဝုန်းကနေတိုင်တူးထောက်ချလိုက်ကြပါတော့တယ်ရွာသားရပေါင်းများစွာဟာရှုပ်တွေကြားထဲမှာခေါင်းကိုမြေကြီးနဲ့တိုက်ပြီးလောဘစောကြောင့်မှားယွင်းခဲ့တဲ့သူတို့ရဲ့အပြစ်တွေအတွက်နောက်တကြီးစွာနဲ့တောင်းပန်တိုးရှိုးရင်းစုံကိုတော့ရဲ့ပြည်သူနာကိုမျှော်လင့်နေကြတဲ့ရေထွက်ကုန်လုပ်ငန်းရှင်ကုန်တဲ့ကြီးစုံကိုတော့ဟာရှုံပွက်တော်ထဲမှာတူးထောက်ပြီးအကြိမ်ကြိမ်ကောင်းချတောင်းပန်နေတဲ့အသက်ကြီးလာပြီဖြစ်တဲ့ဘာကြီးလေးကိုကြည့်ပြီးဘာကြီးလေးဒါဘာလို့တာလဲပြထားပါထားပြီးစကားပြောပါလို့လှမ်းပြောလိုက်ပါတယ်ဒါပေမဲ့ဘာကြီးလေးကတော့ရှုံနှုံတွေမျက်နှာမှာပေးချင်နေတဲ့ကြားကခေါင်းကိုမြေကြီးနဲ့ထိတက်ထားရင်တထေးကြီးစုံကျွန်တော်တို့မှားသွားပါတယ်ဗျာကျွန်တော်တို့တွေဟာလူမဆန်ခဲ့ကြပါဘူးစုံတထေးကကျွန်တော်တို့ရဲ့ငါးကန်တွေကိုပြုပြင်ပေးခဲ့တယ်ငါးသားပေါက်တွေဝယ်ဖို့ငွေကြေးတွေစိုက်ထုတ်ပေးခဲ့တယ်ဒါတွေကိုကျွန်တော်တို့ရွာသားတွေအကုန်မေးရောကုန်ကြတယ်ဗျာကြော်ညာဆိုင်ဘုတ်တစ်ခုကိုမြင်လိုက်ရုံနဲ့တင်လောဘစောတက်ပြီးမျက်စိတွေကန်းခဲ့ကြတဲ့အဲ့ဒီတိရစ္ဆာန်ထံမိုင်းမဲတဲ့ဓာတ်ပြောင်ရဲ့စကားကိုယုံမိပြီးစုံတထေးကိုဈေးတွေအတင်းတိုးတောင်းပြီးမောင်းထုတ်ခဲ့ကြမိတယ်လို့တုံရီစွာနဲ့အပြစ်တွေကိုဝန်ခံရှာပါတယ်သူကဆက်ပြီးအခုတော့ကန်ထဲကငါးတွေလည်းအများစုတည်ကုန်ကြပြီငါးဖမ်းဖို့စိုက်ထုတ်ထားတဲ့ချွေးနှဲစာအရင်းနှီးတွေလည်းအကုန်ရင်မျောကုန်ပါပြီစုံသူထေးရဲ့ပြူနာတက်ပြီးကြံတဲ့ငါးတွေကိုယူပေးပါဦးဗျာဘယ်ဈေးနဲ့မဆိုရပါတယ်စုံတထေးပေးတဲ့လောက်ပဲယူပါမယ်ကျွန်တော်တို့လုံးဝဈေးမစစ်တော့ပါဘူးလို့မျက်ရည်ဆက်လက်နဲ့အသေးအတန်တောင်းပန်တိုးရှိုးပါတယ်စုံကိုတော့ကပါကြီးလေးထပါအောင်ထားပြီးစကားပြောပါလို့ထပ်ပြောပေမဲ့ဘာကြီးလေးကစုံတထေးမတနာရင်ကျွန်တော်လုံးဝမထားဘူးလို့ဆွညင်းတဲ့ခါမှာတော့စုံကိုတော့ကမျက်နှာကိုတင်းမာလိုက်ပြီးဒါဆိုရင်လည်းဘာကြီးလေးဒီတိုင်းပဲတူးထောက်နေလိုက်ပါတော့လို့ပြက်ပြက်တတပြောလိုက်ပါတယ်အဲ့ဒီနောက်သူကတူးထောက်နေတဲ့ရွာသားအုပ်စုကြီးကိုကြည့်ပြီးဘာကြီးလေးကျွန်တော်မိကုန်းအချို့မေးပဲရစီပထမမိကုန်းကကျွန်တော်တို့ချုပ်ဆိုခဲ့တဲ့စာချုပ်ဟာလူကြီးမင်းတို့ကိုယ်တိုင်လက်ပွေနေပြီးကတိပြုခဲ့တဲ့တရားဝင်စာချုပ်မဟုတ်ဘူးလားလို့မေးတဲ့အခါဘာကြီးလေးကရှက်ရှုစွာနဲ့ဟုတ်ပါတယ်လို့ဖြေပါတယ်စုံကိုတော့ကဆက်ပြီးဒုတိယမိကုန်းဦးရပြောင်ကကြော်ညာဆိုင်ပုတ်ကိုယူပြီးလာရောက်စုပူအကြက်ကင်တုံးကလူကြီးမင်းတို့အားလုံးပဲသူ့ဘက်ကရက်တီပေးခဲ့ကြတာမဟုတ်ဘူးလားကျွန်တော်အတွက်စကားတခွန်းတောင်ရှိနေရပြီးပြောပြမဲ့သူတယောက်မှမရှိခဲ့ဘူးမဟုတ်လားလို့မေးရပါကြီးလေးကငိုရင်းဟုတ်ပါတယ်လို့ထပ်မံဝန်ခံပါတယ်ထို့နောက်စုံကိုတော့ကတတိယမိကွန်းအနေနဲ့စူပါမားကတ်မှာရောင်းတဲ့ဈေးနှုန်း90ဆိုတာလက်လီဈေးဖြစ်ပြီးအလဲမှာအေးခန်းတည်ယူပို့ဆောင်ကကုန်ကြဈေးတွေစိုင်းတင်ခခွဲတန်းတွေနှိမ့်လိုက်ရင်ကျွန်တော်လက်ထဲရောက်တဲ့အမြက်ကအနည်းငယ်ပဲရှိတာပါလို့အဲ့ဒီတုန်းကကျွန်တော်တိတိကျကျရှင်းပြခဲ့တယ်မဟုတ်လားအဲ့ဒီတုန်းကလူကြီးမင်းတို့ကျွန်တော်စကားကိုယုံခဲ့ကြရဲ့လားလို့မေးဖို့ထုတ်တဲ့အခါရွာသားတွေအားလုံးဟာမယုံခဲ့ကြပါဘူးပြလို့နောက်တကြီးစွာနဲ့ရှိုက်ကြီးတင်ငိုကြွေးကြပါတော့တယ်စုံကိုတော့ကတက်ပြင်းအရှိကြီးတစ်ချက်ချပြီးပါကြီးလေးကျွန်တော်စုံကိုတော့ဆိုတာအာဇာနည်သူတော်စင်မဟုတ်ပါဘူးကျွန်တော်လူကြီးမင်းတို့ကိုကူညီခဲ့တာဟာလူကြီးမင်းတို့ငားမွေးမြူရတာတကယ်ပင်ပန်းဆင်းရဲလုံးလို့ဖြစ်တယ်လို့ကျွန်တော်တို့ကြားမှာစာချုပ်ချုပ်ဆိုထားပြီးသားမှုရေရှည်လက်တွဲလုပ်ကင်ခြင်းလို့ပါဒါပေမဲ့လူကြီးမင်းတို့ကျွန်တော်အပေါ်ဘယ်လိုမျိုးပြန်လဲဆက်ဆံခဲ့ကြလဲဗျာ